Apple support နဲ့ live chat ပြောဖို့အတွက်ဆိုရင်ကျွန်တော်တို့ပထမဆုံး Chrome ကနေပြောတာတော့ပိုအဆင်ပြေတယ် Safari ကတော့နည်းနည်းသိအဆင်မပြေတတ်ဘူးပေါ့နော်ပြီးတော့မိမိမှာဒီ Apple support application ရှိရင်တော့တခါတည်းဒီ application ကို uninstall လုပ်ထားလိုက်ပေါ့နော်မဟုတ်ရင် Apple support live chat ကို browser ကနေတွားရင်ဒီ application ကိုရောက်သွားတတ်တယ်ပေါ့နော်အရင်ပြောလက်စာရှိထားတဲ့လူကတော့ပြဿနာမရှိဘူးအဲ့ application နဲ့ဆက်ပြောလို့ရတယ်first time သမားကျန်တဲ့ type ပတ်တဲ့ application ပါဒီ live chat option မပေါ်တာဖြစ်တယ်ပေါ့နော်ပေါ်တယ်ဆိုရင်တော့ပြဿနာမရှိဘူး app ကနေပဲတခါလေးလုပ်လို့ရတယ်မပေါ်တဲ့လူတွေကတော့ browser ကနေတွားမယ်ဆိုရင်ဒီလိုတွားလို့ရတယ်ပေါ့နော်ပထမဆုံးဒီ Chrome ဝင်မယ် Chrome ဝင်ပြီးကျွန်တော်တို့ဒီ getsupport.apple.com ပေါ့နော် getsupport.apple.com ကိုနှိပ်လိုက်မယ်ဒီတော့ရောက်သွားရင်ကျွန်တော်တို့ရဲ့ဒီ Apple ID ကို sign in ဝင်မယ်ပေါ့ sign in ကိုနှိပ်လိုက်မယ်ဒါလေးပေါ်လာရင် sign in လုပ်မယ်sign in ဝင်လိုက်ရင်မိမိရဲ့ ID ပေါ်လာပြီဆိုရင်ကျွန်တော်တို့ကမိမိမှာရှိတဲ့ဒီ device တွေကိုရွေးခိုင်းနေမယ်ပေါ့နော် device တွေပေါ်လာပြီဆိုရင်ဒါမိမိရဲ့ iPhone ကိုရွေးလိုက်မယ် iPhone ကိုရွေးပြီးရင်ဒီအောက်မှာပြဿနာတွေကအမျိုးမျိုးရှိရပေါ့အဓိကကတော့ Apple support နဲ့ကိုယ်ကဆက်သွယ်လို့ရမယ်ပြဿနာတစ်ခုခုကိုရွေးလိုက်ရင်ရတယ်ဒီတော့ကျွန်တော်ပထမဆုံးအစမ်းအနေနဲ့သူ့မှာတော့ဒီပြဿနာတွေကတော့အများကြီးရှိတယ်ပေါ့နော်ဟိုကျွန်တော်တို့ဒါတစ်ခုမဟုတ်တစ်ခုစမ်းဝင်ကြည့်ရမယ်အဓိကဒီ Apple support နဲ့ဆက်သွယ်ဖို့အတွက် option ပါမပါပေါ့အဲ့တော့ပထမဆုံးကျွန်တော်ဒီ App Store နှိပ်လိုက်မယ် App Store ကိုနှိပ်ပြီးကျွန်တော် continue ကိုဆက်နှိပ်မယ် continue ကိုဆက်နှိပ်ပြီးတော့ဒီ chat option ပါမပါတစ်ချက်ကြည့်မယ်ပေါ့နော်အောက်ကိုဆွဲလိုက်ရင်ဒီမှာ live chat ဆိုတဲ့ option လေးပါတယ်ပေါ့အကယ်၍ကိုဝင်လိုက်တဲ့ပြဿနာမှာ live chat စာဖို့မပါသေးဘူးဆိုရင်လည်းဖတ်ပြန်ထွက်လိုက်ပါဖတ်ပြန်ထွက်ပြီးတော့ခုနကလိုပဲ iPhone ကိုရွေးမယ် iPhone ကိုရွေးပြီးရင်တခြားပြဿနာတစ်ခုကိုထပ်ပြီးတော့ကြည့်မယ်ပေါ့နော်ဒီတစ်ခါတော့ကျွန်တော် Apple Cash ကိုရွေးလိုက်မယ် Apple Cash ကိုရွေးပြီးရင်လည်းခုနအတိုင်းပဲ continue ဆက်နေမယ်တစ်ချက်ကြည့်မယ်ပေါ့နော်သူဘာ option တွေပါမလဲဆိုတာဒီမှာဆိုရင်တော့ဒီမှာ call as ဆိုရပါတယ်ပေါ့နော်ဒီဖုန်းခေါ်လို့ရတဲ့ option ပဲပါတယ် message ပို့လို့ရတဲ့ option မပါဘူးဒါဆိုရင်တော့အဆင်မပြေဘူးအဆင်မပြေတော့ကျွန်တော်ဘက်တစ်ချက်ပြန်ထွက်မယ်တခြားနောက်တစ်ခုထပ်ရွေးကြည့်မယ်ပေါ့နော်ဒါတွေကတော့မိမိရဲ့ Apple ID မိမိ device ပေါ်မူတည်ပြီးတော့ပေါ်တာတွေကတော့တယောက်နဲ့တယောက်မတူနိုင်ဘူးအဲ့တော့ကိုကတစ်ခုမဟုတ်တစ်ခုဝင်ကြည့်ပြီးတော့ဒီ live chat option ပါတာကိုပဲကိုကလိုက်ရှာရမှာပေါ့နော်အဲ့တော့ကျွန်တော်နောက်တစ်ခုထပ်ဆန်းကြည့်မယ်ပေါ့ဒီမှာနောက်ထပ်ဆန်းကြည့်မယ်ကျွန်တော်ဒါကင်မရာကိုဆန်းကြည့်လိုက်မယ်ဒီတစ်ခါတော့ပြီးရင် continue ကိုထပ်နှိပ်မယ်အဲ့တော့အောက်ကိုဆိုမှာဒီမှာဆိုရင် live chat ပါရပေါ့နော်အဓိကဒီလိုပဲ live chat option ပါတဲ့ပြဿနာကိုကိုကရွေးရမယ်ရွေးပြီးရင် live chat ကိုရောက်ပြီဆိုရင်တော့ Apple support နဲ့စပြီးတော့စကားပြောလို့ရပါပြီ Apple support နဲ့စကားစပြောဖို့အတွက် live chat option ကိုတွေ့ပြီဆိုရင်ပထမဆုံးအနေနဲ့ဒီ live chat ဆိုတာလေးကိုကျွန်တော်တို့နှိပ်လိုက်ပါဒါကတော့ကိုယ့်ရဲ့ဒီနာမည်တွေကိုယ့်ရဲ့ဒီမေးပေါ့နော်ကိုယ်နာမည်အပိုင်းဒီမေးတွေကိုဖြည့်ပေးလိုက်ရင်တော့အဲ့ဒီ option တွေဆိုတာတွေကတော့မဖြည့်လေရရပေါ့နော်ဒီနေရာမှာတော့ခုနကစားပဲထိုက်ရေးပေးလိုက်လို့ရတယ်continue ကိုနေလေပါဒါကတော့ရင်းချက်ချီကနေနိုင်ရတယ်ဒါဆိုရင်ကျွန်တော်တို့ဒါ Apple support နဲ့ပြောတဲ့ chat ထဲကိုရောက်သွားပြီပေါ့နော်ဒီမှာကျွန်တော်တို့လုပ်ချင်တာကိုပြောမယ်ဟောသူအပေါ်မှာမေးနေပြီပေါ့နော်ဒါတော့ security question တွေမေးမယ်ပေါ့ဒါကတော့မေးတာကိုဖြည့်ပေးလိုက်ကြပါပေါ့နော်ဒီမင်းနဲ့မေကုန်းကတော့တစ်ဖက်လူပေါ်မူတည်ပြီးတော့တူချင်းမှတူလိမ့်မယ်အတိအကျကြီးတော့ဖြစ်ချင်မှဖြစ်လိမ့်မယ်ပေါ့ဒါပေမဲ့အဓိကကတော့ကိုယ့်ရဲ့ account နဲ့ balance လက်ကြောင်းကို clear လုပ်ချင်တယ်ပါကြောင်းလုပ်ချင်တယ်မိလိုက်နဲ့ကို Apple ID ရင်ချင်းချင်းလို့ပြောလိုက်ရင်ရပါတယ်ဒါပြဿနာရမရှိပါဘူးဒါကတော့သူဒီဒါကိုသူရှင်းပေးမယ်သူ refer တော့လုပ်မပေးနိုင်ဘူးပေါ့ဒါသူစက်လို့ရမလားဆိုတော့မိထားပေါ့ဒါသူအခုသူ clear balance လုပ်လိုက်ပြီပေါ့region change နေဆို change လို့ရပြီဆိုပြီးသူပြောတာပေါ့ပြီးသွားပါပြီဒါကတော့ဒါလေးပါပဲ Apple ID အကောင့်ရဲ့ legend balance ကိုရှင်းဖို့အတွက်ဒီ Apple support ကိုတွားပြီးတော့ပြောနေရတော့ဒီတိုင်းလေးပဲဖြစ်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်